ဒီနေ့မနေ့မှာတော့ဖုံဖုံရဲ့ဓမ္မမိတ်ဆွေဒကမတယောက်ကနေပြီးတော့အာယုံဇွမ်းလေးကပ်ပြီးဝါဆိုသင်္ကန်းလေးကတ်ချင်ပါတယ်လို့လာရောက်ပြီးတော့ရှောက်ထားရင်းနဲ့ဖုံဖုံကိုလာရောက်ပြီးတော့ပင့်ပါတယ်ဖုံဖုံတို့ကိုဆိုင်တစ်ဆိုင်မှာခဲဝယ်ဘောစဉ်အစုံအလင်နဲ့ဆက်ကလူတန်းပါတယ်အဲ့လိုဆက်ကလူတန်းပြီးတဲ့အခါမှာဖုံဖုံအိမ်ကိုကြွားရောက်ပါတယ်အိမ်ကိုကြွားပြီးတော့ဝါဆိုသင်္ကန်းကတ်တယ်ငါးပါးသီလယူတယ်ပြီးကြတော့အနုမောဒနာတရားလေးဟောရည်စက်ချအမျှဝေတယ်ပေါ့အဲ့ဒီမှာဘုံဘုံကအိမ်တအိမ်ရောက်ပြီဆိုရင်ဒီအိမ်ရဲ့အကြောင်းလေးတွေမိသားစုအကြောင်းလေးတွေမေးကြည့်ရတာပေါ့နော်အာလာဘတလာဘပြောရတာပေါ့အဲ့လိုပြောတဲ့အခါမှာဒီမေတော်ကြီးတော်ဆွဲလန်းဆိုတဲ့ဒကမာကြီးကအသက်အားဖြင့်တော့အတော်ကြီးပါပြီသူ့မှာအမတန်မှကိုတန်ဖိုးထားရတဲ့သမီးရတနာတယောက်ရှိတယ်။အဲ့သမီးရတနာကလည်းမိဘကိုအတော်လေးချစ်ပါတယ်။ဘာဖြစ်လို့သမီးရတနာလို့ပြောတာလဲဆိုရင်ရတနာမို့လို့ရတနာလို့ပြောတာပေါ့နော်။ဘုံဘုံအကဲခတ်ကြည့်တယ်။သူ့ရဲ့အမေကိုဘယ်လောက်ထိချစ်လဲလို့ဆိုရင်လူတိုင်းကတော့အမေဆိုရင်ချစ်ကြတာကြီးပေါ့နော်။ချစ်ကြတာကြီးပဲ။ဒါပေမဲ့လို့သူချစ်တာကြတော့အားလုံးနဲ့မတူဘူးအမေကိုအယိတ်တကြီးနဲ့ချစ်တာမျိုးပေါ့အမေဘာလို့လဲအမေဘာစားခြင်းလဲအကုန်လုံးအဆက်ကသိအယိတ်တကြီးနဲ့ချစ်တဲ့အချစ်မျိုးနဲ့ချစ်တာတွေ့ခဲ့ရပါတယ်အဲ့လိုချစ်တာကိုတွေ့ခဲ့ရတော့ဘုံဘုံကလည်းသိကျင်တာနဲ့နေကြည့်ပြတဲ့ပေါ့လေမေတော်ကြီးကကင်ဆာယောဂါခံစားနေရတယ်ပေါ့ကင်ဆာယောဂါခံစားနေရတယ်ကြောက်ကတီကလည်းထုတ်ထားရတယ်လို့ပြောတယ်စီကံပြရတာလည်းပဲထိုင်းနိုင်ငံမှာသွားပြီးတော့လည်းစီကံပြရတယ်ထိုင်းနိုင်ငံမှာပြတယ်ဆိုတော့ကုန်ကြစည်အရင်များတာပေါ့နော်မိဘကိုပြုစုခြင်းနဲ့မိဘကိုစောင့်ရှောက်တဲ့ဒီစေတနာတရားတွေကြောင့်ကုညီမဲ့လူတွေကအစင်သင့်ကိုပေါ်လာတယ်လို့သူကထူးထူးဆန်းဆန်းအံ့ဩစရာကောင်းတယ်လို့ပြောပါတယ်နောက်တစ်ခုဇီးပွားရေးလုပ်တဲ့အခါမှာလည်းပဲဒီဒကမမလေးပေါ့နော်သူ့နာမည်နဲ့လုပ်တာမျိုးမဟုတ်ဘူးအမေရဲ့နာမည်နဲ့ပဲလုပ်တယ်အမေရဲ့နာမည်နဲ့ပဲစီးပွားရေးခေါင်းစဉ်တက်ပြီးတော့မှလုပ်တယ်အမေကိုခါတော်ဝရှိထားတယ်ပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာလုပ်တဲ့လုပ်ငန်းတိုင်းဟာအောင်မြင်မှုတွေကြီးကြီးမားမားရတယ်လို့ဒီလိုပြောပြပါတယ်ဒါနဲ့ဘုံဘုံကဒီလိုပြောပြတော့ဆက်ဆံမိတဲ့အကြောင်းအရာလေးကိုသွားတွေးမိတာပေါ့နော်အခုလိုမျိုးအခက်ခဲတွေအကြက်တဲတွေမကြုံဘူးလားဆိုတော့ကြုံပါတယ်မိဘကိုပြုစုလုပ်ကျွေးရလူလည်းကြုံတာပဲဒါပေမဲ့လို့မိဘကိုပြုစုလုပ်ကျွေးတဲ့သားသမီးတွေကြတော့အခက်ခဲအကြက်တဲကြုံနေဆိုရင်တောင်မှခဏလေးနဲ့ပြပြောက်သွားတယ်ဘာဖြစ်လို့လဲလို့ဆိုတော့မမြင်နိုင်တဲ့အဆောင်ရှောက်တွေရှိလို့ပဲပေါ့နော်တရားမင်းကြီးကဝေဇယန္တာပြတ်တတ်ကနေပြီးတော့ဥယျာဉ်တွေကိုထွက်မယ်လို့လုပ်တဲ့အချိန်မှာတရားမင်းကြီးကအရာလေးမျက်နှာရှိခိုးတယ်ပေါ့အရာလေးမျက်နှာကိုရှိခိုးပြီးတဲ့အခါမှာလူပြည်ဘက်ကိုလှမ်းပြီးတော့မှလည်းရှိခိုးတယ်ဘသူတွေကိုရှိခိုးတာလဲလို့မာတလိနာသားကမေးတဲ့အခါမှာလူပြည်မှာတဲ့ဒါနသီလဘာဝနာကောင်းမှုတရားတွေကိုကျင့်သုံးနေကြတဲ့သူတွေရှိတယ်ကိုကျင့်တရားသီလတွေကိုစောင့်တည်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်သားသမီးကိုတရားတော်နည်းနဲ့စောင့်ရှောက်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီအကုန်လုံးတွေထဲမှာမိဘကိုပြုစုလုပ်ကျွေးတဲ့သားသမီးကိုငါရှိခိုးတယ်လို့တရားမင်းကြီးကအဲ့လိုပြောပါတယ်ဇေကဟာတာပုံညကရာသီလဝန္တောဥပါဒကဓမ္မေနပုဒ္ဒံပောတင်တိဒေနမတံမာတလိတဲ့ငါအခုလူပြည်ကိုရှိခိုးတယ်ဆိုတာကမိဘကိုပြုစုလုပ်ကျွေးစောင့်ရှောက်တဲ့မိဘကိုချစ်တဲ့သားသမီးတွေကိုငါရှိခိုးတာဖြစ်တယ်လို့ဒီလိုပြောပါတယ်ဆက်ဆက်ပြီးတော့မှတွေးကြည့်လိုက်တာကတရားမင်းဆိုတာတာဝရိန္ဒာကိုအစိုးရတဲ့တရားမင်းဖြစ်တယ်အဲ့တော့မိဘကိုပြုစုလုပ်ကျွေးတဲ့မိဘကိုစောင့်ရှောက်တဲ့သားသမီးတွေကိုတာဝရိန္ဒာမှာရှိတဲ့တရားမင်းကြီးတောင်မှပဲရှိခိုးရတယ်ဆိုတော့တခြားသောနတ်တွေကလည်းပဲဒီမိဘကိုလုပ်ကျွေးတဲ့သားသမီးကိုကြည့်မနေပါဘူးစောင့်ရှောက်ကြမှာဖြစ်ပါတယ်နော်ဘုံမဒါလေးကိုဆက်ဆက်ပြီးတော့မှတွေးမိတာပေါ့အဲ့တော့ဒီနေ့မှာ
ဒီဟိုဟာပေါ့တင်လျှောက်ချက်အရာကြွားရတဲ့ခါမှာဘုံဘုံအနေနဲ့လည်းပဲသင်ခန်းစာယူစရာတွေအများကြီးရခဲ့တယ်ပေါ့နော်မိဘနဲ့ပတ်သက်ပြီးတော့ဘုံဘုံလည်းပဲခီးသွားတဲ့ခါမှာမိဘရဲ့မေတ္တာကိုခံယူတယ်မိဘရဲ့မေတ္တာကိုရပြီဆိုတော့မှဘုံဘုံခီးသွားပါတယ်မိဘဆိုတာမျိုးကတော့မေတ္တာကိုမတောင်းလည်းပဲသူတို့ကတော့ပေးမှာပဲဒါပေမဲ့ဘုံဘုံတို့ကမိဘမေတ္တာကိုတောင်းတယ်ငါသားရဲ့မင်းမတောင်းလဲငါတို့ကပေးမှာပါမင်းသွားတဲ့နေရာတိုင်းငါတို့ကအိမ်ကနေအမြဲတမ်းမေတ္တာပို့လျက်ပါလို့ပြောတယ်မှန်တယ်ဗျဘုံဘုံခရီးသွားတိုင်းမှာအခက်အခဲအကျက်တဲဆိုတာသိမရှိလာပါဘူးအစင်တဲ့ကူညီမဲ့လူတွေလူဒန်းမဲ့သူတွေဝိုင်းချစ်ပေးတဲ့သူတွေအများကြီးတွေ့ရပါတယ်ဒါဟာမိဘရဲ့မေတ္တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့မှာဝါဆိုသင်္ကန်းဆက်ကလူဒန်းတဲ့မေတော်ကြီးဒေါ်ဆွဲလန်းမိသားစုတို့လည်းပဲမိဘကိုစောင့်ရှောက်တဲ့သားသမီးလေးရထားတာဖြစ်တဲ့အတွက်အမြဲတမ်းလည်းပြုစုစောင့်ရှောက်နိုင်ပါစေလို့ဘုံဘုံတို့ကဆုမကောင်းတောင်းရပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ